ဆိုတဲ့နာမည်ပဲရှိပေမဲ့နှလုံးသားထဲမှာပွဲမချင်းပါလို့သူတွေလည်းရှိသေးတယ်ဒါကြောင့်ဘုရားရှင်ကိုနှလုံးသားထဲမှာလက်ခံတော်နေ့ခရစ်တော်မိမိအသက်တာတဲ့ကိုဝင်ရောက်တော်နေ့ဟာအဲ့ဒါခရစ်မတ်အဲ့ဒါမေတ္တာပွဲအဲ့ဒါခရစ်မတ်ပွဲပဲအဲ့ဒါကိုကျွန်တော်တို့ကသုတ်တန်ကျမ်း15မှာဘယ်လိုရေးသလဲဆိုလို့ရှိရင်ကြည့်ရအောင်သုတ်တန်ကျမ်း15မှာရွှင်လန်းသောစိတ်နှလုံးမူကားအစဉ်အမြဲခံရသောပွဲဖြစ်ရွှင်လန်းသောစိတ်နှလုံးဘုရားသခင်ရှိကရတယ်ဝိညာဉ်တော်ကပေးတယ်ဝိညာဉ်ရွှင်လန်းတဲ့အားရတယ်ဘုရားရှင်ရဲ့မေတ္တာကိုခံစားရတဲ့အခါအသက်တာပြောင်းလဲသွားတယ်လောဘရဲ့ညှဉ်းဆဲမှုမရှိတော့တတ်မဲ့ခြင်းရဲ့ဆွဲဆောင်မှုကိုလည်းဆွီးတားနိုင်ပြီမိမိအသက်တာကိုလည်းပဲခံရနိုင်ဖို့တန်ရှင်သောဝိညာဉ်တော်ကခွန်အားကိုပေးတယ်မိမိအသက်တာတန်ရှင်ဖို့ဖြောင့်မတ်ဖို့သစ္စာရှိဖို့ထိမ့်သိမ့်နိုင်ဖို့ခွန်အားကိုလည်းတန်ရှင်သောဝိညာဉ်တော်ပေးတဲ့အခါဖျားစကားကိုနေ့တိုင်းနားထောင်တဲ့အတွက်ဒီလူဟာဝိညာဉ်ရွှင်လန်းဆုံးသောသူဖြစ်တယ်ဒါကြောင့်သူဟာနေ့တိုင်းဖျားစကားနားထောင်တဲ့အတွက်နေ့တိုင်းဖျားမေတ္တာပွဲသူ့ရဲ့အထင်းမှာကျင့်ပနိုင်တယ်အဲ့ဒီတော့ဒီပွဲကိုဝမ်းမြောက်ခြင်းဝမ်းသာခြင်းမလာနိုင်တဲ့သူတွေတွေ့လည်းပဲဘုရားသခင်ကပြတ်မထားပါဘူးသူ့ရဲ့တည်င်းစကားရှိပါသေးတယ်မိတ်ဆွေနှလုံးကြည်ကွဲသောသူစိတ်ထိခိုက်သောသူဝမ်းမြောက်ခြင်းဝိနေတယ်ဝမ်းမမြောက်နိုင်ဘူးဆိုတဲ့သူတွေ့တည်င်းကဟေရှာယမှာရှိပါတယ်ဟေရှာယခန်းကြီး60နဲ့တက်တယ်လည်းပဲဘုရားရှင်ပြောတယ်မေတ္တာပွဲမှာပါလာဖို့ဘုရားရှင်အလိုရှိတဲ့တွေ့ကြောင့်ကျမ်းစာကဘယ်လိုပြောသလဲဆိုရင်အကြောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာတည်င်းကိုကြားပြောစေခြင်းငါ့ကိုဗိတ်သိက်ပြီးတော်မူ၏ဆင်းရဲသားဆိုတာကအိမ်မရှိယာမရှိစားစရာမရှိတဲ့လူမှမဟုတ်ဘူးအားလုံးရှိပြီးတော့ခုနပြောသလိုယောက်ျားကသစ္စာမရှိဘူးသားကမူရစေဝါသမားဖြစ်နေတယ်အိမ်တော်မှာမေတ္တာမရှိဘုရားမရှိပညာတွေရှိတယ်ယာထုတွေရှိတယ်ငွေကြေးလည်းရှိတယ်ပစ္စည်းပစ္စည်းတွေလည်းအဆုံးရှိတယ်ဘုရားဆိုတဲ့မေတ္တာမရှိတဲ့ကသွေးချောက်သွားလောကအရာကကျွန်တော်တို့ကိုမလန်းဆန်းစေဘူးသွေးချောက်စေဘုရားသခင်ဆိုတဲ့မေတ္တာသာလျှင်ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုရွှင်လန်းစေတယ်ကျွန်တော်တို့ရဲ့အသက်တာကိုလောကနဲ့မဆိုင်ဘဲနဲ့